Hello အားလုံးပဲမင်္ဂလာပါရှင် BS for Family Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဝင်ပြပေးချင်တဲ့ဟင်းနေရာလေးကတော့တက်သွန်ပူတုပ်လေးပဲဖြစ်ပါတယ်။အိမ်မှာတက်သွန်ပူတုပ်လေးတုပ်ထားဖို့ idea ရသွားတာကတော့တက်သွန်ပူတုပ်လေးတွေကိုလက်ဆောင်ရထားတာအများကြီးပဲမို့လို့တက်သွန်ပူလေးတွေကိုတုပ်ထားကြည့်ရအရင်ဆောက်လို့ကောင်းတာမို့ပြန်လည်ဝင်ပြပေးလိုက်ပါတယ်။ပထမဦးဆုံးတက်သွန်ပူတုပ်လေးရဖို့အတွက်တက်သွန်မိန်လိုပါမယ်။နောက်စီကျဲချက်ထားပေးဖို့လိုပါမယ်။နောက်မြေပဲလောလိုပါမယ်။ပစွန်ချောက်အနေငယ်လိုပါမယ်။ပဲပုံးချက်လိုပါမယ်။နောက်တက်သွန်နီကိုတော့ပပလေးထားပေးရပါမယ်။ဘာမှပစ္စည်းလေးတွေစုံစုံလင်လင်ရပြီဆိုလို့ရှိရင်တော့တက်သွန်ပူတုပ်လေးရဖို့အတွက်ပထမဦးဆုံးတက်သွန်ပူလေးတွေကိုအနေတော်လေးတွေနှီးပြီးတော့ရေနွေးပပတ်စုထဲမှာ9မိနစ်ခန့်လောက်ပြုတ်ထားပေးရပါမယ်။9မိနစ်ကြာအောင်ပြုတ်ပြီးသွားပြီဆိုရင်တော့တက်သွန်ပူလေးတွေကိုဆက်ထားပြီးတော့ရေစစ်ထားပေးဖို့လိုပါမယ်။နောက်ရေစစ်ထားတဲ့တက်သွန်ပူတွေကိုပပလေးထားတဲ့တက်သွန်နီလေးထည့်ပါမယ်။နောက်မြေပဲလောထည့်ပါမယ်။နောက်ပဲကြက်မုတ်အနေငယ်ထည့်ပါမယ်။နောက်ပစွန်ချောက်ထောင်းထားတာလေးတွေထည့်ပါမယ်။စီချမ်းအနေငယ်ထည့်ပေးဖို့လိုပါမယ်။အရသာအပေါ့အငယ်အတွက်စားဟင်းခတ်ဖို့အနေငယ်ထည့်ပေးပြီဆိုလို့ရှိရင်တော့တက်သွန်ပူလေးတွေနဲ့အစာလေးတွေတမသွားအောင်နှက်ဆက်အောင်နေပေးပါမယ်။အခုဆိုရင်တော့ရတာကောင်းမွန်လာတဲ့တက်သွန်ပူတုပ်လေးလည်းရပါပြီ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like and subscribe လေးနဲ့အားပေးပါဦးမပေးပါနဲ့နော်။ပိုကောင်းတဲ့ဟင်းနေရာတွေနဲ့တူတူပြန်လာခဲ့ပါမယ်။တတားပါ။